ဗဟိုတစည်းကိုအသုံးမပြုဘဲ3-4နှစ်ပြစ်ထားပြီးမှပြန်လည်အသုံးပြုမယ်ဆိုရင်ဘာတွေစစ်ဆေးပေးရမလဲအားလုံးပဲမင်္ဂလာပါရှင်ညီမတို့ Real Power Company ရဲ့တင်ဆက်ပေးနေကြအစီအစဉ်တစ်ခုဖြစ်တဲ့ Question and Answer အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ပတ်မှာတော့ဗဟိုတစည်းကိုအသုံးမပြုဘဲ3-4နှစ်ပြစ်ထားပြီးမှပြန်လည်အသုံးပြုမယ်ဆိုရင်ဘာတွေစစ်ဆေးပေးရမလဲဆိုတဲ့မိခွန်းလေးမြင်မြတ်ထားတာရှိပါတယ်ဒီမိခွန်းလေးနဲ့ပတ်သက်ပြီးတော့ဖြေကြားပေးဖို့အတွက်ညီမတို့ Real Power Company ရဲ့ Product Engineer ကိုရဲနိုင်ဦးကိုဖိတ်ခေါ်ထားပါတယ်ရှင်ကိုရဲနိုင်မင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒီညီမတို့ Real Power Company ရဲ့ Facebook page မှာပေါ့နော်ဒီဘက်ဟိုးဆက်တစ်စီးကိုအသုံးမပြုဘဲနဲ့3-4နှစ်ပြစ်ထားတယ်ပြစ်ထားပြီးတော့မှပြန်လဲအသုံးပြုမယ်ဆိုရင်ဘယ်ဟာတွေကစပြီးစစ်ဆေးရမလဲဆိုတဲ့မိခွန်းလေးမေးထားတာတော့ရှိပါတယ်ကိုဒီမိခွန်းလေးနဲ့ပတ်သက်ပြီးတော့ဖြေချပေးပါအောင်ရှင်ဟုတ်ကဲ့ခင်ဗျာဒီဘက်ဟိုဒီစီကိုပေါ့နော်ဒီ3-4နှစ်ရေရှည်အသုံးပြုဘဲနဲ့ရပ်ထားပြီးတော့မှပြန်လဲအသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်တော့ဒါစနစ်တကျစစ်ဆေးပေးရမယ့်အပိုင်းတွေရှိတယ်ပေါ့နော်ဘာမှမစစ်ဆေးဘဲနဲ့ဒီချက်ချင်းဆက်နှိုးပြီးတော့အသုံးပြုလိုက်မယ်ဆိုလို့ရှိရင်ဒါ hydraulic ပိုင်းမှာရော engine ပိုင်းမှာရောပျက်စီးဆုံးရှုံးမှုတွေအများကြီးဖြစ်သွားနိုင်တယ်ပေါ့နော်ဒါပထမဆုံးအနေနဲ့ဆိုရင်တော့ဒီ set စီးလုံးကို walk around check လိုက်ရစစ်ဆေးပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့မှာဆိုရင်လည်း hydraulic ပိုင်းမှာဆိုရင်ပစ္စည်းတွေဖြုတ်ထားလားပိုက်တွေဖြုတ်ထားလား engine မှာဆိုရင်လည်း engine ပိုက်တွေဖြုတ်ထားလား engine ပစ္စည်းတွေဒါဖြုတ်ထားမျိုးရှိလားအဲ့လိုမျိုးလိုက်စစ်ဆေးပေးဖို့လိုအပ်တယ်ပေါ့ engine system မှာဆိုရင်တော့ဒီ engine wire တွေပေါ့ engine wire တွေကဒီရက်ထားကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့အနေထိုင်နေရနောက်ပြီးလို့ရှိရင် engine wire ကရေသွေးကျဆင်းပြီးတော့မကောင်းတော့တာမျိုးတွေဒါဖြစ်နိုင်တယ်အဲ့ဒီအတွက်ကြောင့်မလို့ engine wire ကိုဖောက်ထုတ်ပြီးတော့အတစ်လဲလဲကိုလိုအပ်တယ်နောက်ပြီး engine wire နေအတစ်လဲမယ်ဆိုရင်တော့ဒါ engine wire filter ကိုပါတစ်ခါတည်းအတစ်လဲရမှာပေါ့နော်ပြီးရင်ဒါ fuel system ပေါ့ fuel system မှာဆိုလို့ရှိရင် fuel တိုင်ကီပေါ့စီတိုင်ကီကနေပြီးတော့ရက်ထားကြာကြီးဖြစ်တဲ့အတွက်ကြောင့်မလို့အမှုန်မွားတွေရှိနေနိုင်တယ်ဒါအနေတွေရှိနေနိုင်တယ်နောက်ပြီးရေမလုံးမဲနဲ့ဒီဇယ်ထဲမှာရေတွေရောနေတာမျိုးတွေဒါဖြစ်နိုင်တယ်အဲ့အတွက်ကြောင့်မလို့ဒါဒီဇယ်တိုင်ကီကိုလည်းဒါဖောက်ချပြီးတော့ဒါစေးကြောတန့်စင်ပြီးတော့မှဒီဇယ်အတစ်ပြန်ထည့်တာမျိုးလောက်ပါဘူးနောက်ပြီးလို့ရှိရင်လည်းဒီ fuel filter တွေမှန်သမျှအကုန်လဲလိုက်တာပို့ပြီးတော့ကောင်းမွန်ပါတယ်ဒီနောက်တစ်ခုကလေလိုင်းပေါ့နော်လေလိုင်းဆိုရင် air cleaner တွေရှိမယ်နောက်လေးပိုက်တွေရှိမယ်ပေါ့အဲ့ဒီလေးပိုက်တွေပေါက်နေလားဒါကလစ်တွေပြုတ်နေလားအဲ့လိုရက်ထားကြပြီဆိုတော့ကျတော့လေးပိုက်တွေကဆွေးနေနိုင်တယ်အဲ့လိုမျိုးဆွေးနေလားတော့ air cleaner ဆိုရင်လည်းဒါအတစ်လဲလိုက်တာပို့ပြီးတော့ကောင်းမွန်ပါတယ်ပြီးရင်တော့ဒီ cooling system ပေါ့ cooling system မှာဆိုရင်ဒီပန်ကာကြိုးတွေလည်းဆွေးနေနိုင်တယ်ပေါ့နော်ပန်ကာကြိုးတွေဆွေးနေတာမျိုးတွေလည်းဖြစ်နေနိုင်တယ်အဲ့တော့ပန်ကာကြိုးတွေပါစစ်ဆေးပြီးတော့အတစ်လဲတင်လဲရမယ်နောက်ပြီးလို့ရှိရင် coolant ပေါ့ရေတိုင်ကြီးထဲမှာ coolant ရှိနေလားcoolant level ရောမီတယ်coolant တွေရောကောင်းမွန်နေရလားcoolant ဆိုလည်းဒါဖောက်ချပြီးတော့အသေးလဲလိုက်တာပဲပို့ပြီးတော့ကောင်းမွန်မယ်လို့ယူဆပါတယ်ပြီးလို့ရှိရင်တော့ပန်ကာပေါ့ပန်ကာဆိုရင်လည်းရက်ထကြာကြီးဆိုတော့ဒလက်တွေကျိုးနေနိုင်တာမျိုးဖြစ်နေနိုင်တယ်ပေါ့နော်ပန်ကာတွေစစ်ဆေးရမယ်နောက်ပြီးတော့ရေပိုက်တွေလည်းဆွေးပြီးတော့ပေါက်နေရမျိုးရေယိုစိမ့်နေရှိနေရမျိုးတွေလည်းဒါဖြစ်နေနိုင်တယ်ဖြစ်လို့ရှိရင်တော့တခါတည်းဒါဖြုတ်လဲအသေးလဲလိုက်တာပို့ပြီးတော့ကောင်းမွန်ပါတယ်ပေါ့နောက်တစ်ချက်ကဘက်ထရီပေါ့နော်အများဆုံးအပြင်ဘက်ထရီတွေကရက်ထကြာကြီးဆိုရင်တော့ဒါမကောင်းတော့တာမျိုးဖြစ်နေတယ်เนาะဘိုးတွေလည်းမထိနိုင်တော့မျိုးဖြစ်နေတယ်အဲ့တော့ဘက်ထရီကိုလည်းဒါကောင်းနေရင်တော့73ပေါ့မကောင်းတော့ရင်လည်းဒါတခြားစစ်ဆေးပြီးတော့မှဒါအသေးလဲလိုက်တာမျိုးတွေလည်းဒါလုပ်ရင်လုပ်ရမယ်ပေါ့နောက်ဘက်ထရီကနေဆိုရင်တော့ဒီ wire ကြိုးတွေပေါ့ဒီ wire harness တွေမှာဆိုရင်လည်းကြွက်တွေပါကြိုက်သွားတာမျိုးတွေပေါက်ပြဲနေရမျိုးတွေအဲ့လိုမျိုးကြောင့် electric shock တွေဝင်နေနိုင်တယ်ပေါ့နော်အဲ့တော့wire ကြိုးပေါက်ပြဲတွေရှိနေနိုင်တာတချို့ကြောင့်လည်း socket တွေဖြုတ်ထားလာပေါ့နော် engine socket တွေပါတယ်ဆိုလည်းဒါဖြုတ်မိထားမျိုးဖြစ်နေနိုင်တယ်ပေါ့အဲ့ဒါတွေကိုလိုက်လံစစ်ဆေးပြီးတော့ဒါ wiring ပိုင်းတွေကိုပါစစ်ဆေးပြီးဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါကိုဒါဆိုရင် hydraulic system နဲ့ပတ်သက်တဲ့ဟာတွေရောပေါ့နော်ဘာတွေရောစစ်ဆေးပေးဖို့လိုအပ်လဲhydraulic system ဆိုရင်လည်းဒီ hydraulic wire ကိုအဓိကထားပြီးတော့လုပ်လို့လည်းဖြစ်တဲ့ကြောင့်မို့ hydraulic တိုင်ကြီးကတော့အရင်ဆုံးဒီဖောက်ချပြီးတော့မဖြစ်မနေဖောက်ချပြီးတော့တန်ရှင်းပြီးတော့မှ hydraulic တိလိုက်တာမျိုးလိုအပ်တယ်ပေါ့နော်အဲ့တော့ hydraulic လဲမယ်ဆိုရင်တော့ဒီ hydraulic filter တွေပါအကုန်လုံးအတင်လဲလိုက်တာပို့ပြီးတော့ကောင်းမှာပါတယ်နောက်ပြီးတော့ဒီ pipe တွေပေါ့ hydraulic pipe တွေဆွေးနေလားပေါက်နေလားပိုက်ခေါင်းတွေဖြုတ်ထားလားအဲ့လိုမျိုးကြီးလိုက်စစ်ဆေးရမယ်ပေါ့နော်နောက်ပြီးတော့ C တွေပေါ့ hydraulic C တွေကလည်းဒါအယိုစိမ့်ရှိမရှိစီးတွေကလည်းနှစ်ရှည်ကြာကာလရှည်ကြာရက်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆွေးနေနိုင်တယ်ပေါ့နော်ဆွေးပြီးတော့ဒီစီယိုစိမ့်ရှိတဲ့နေရာလေးတွေဆိုရင်ဒါ sequence တစ်လဲလိုက်တာမျိုးအဲ့လိုမျိုးတွေဒါလောက်ရမှာပေါ့နော်နောက်ပြီးတော့ hydraulic pipe တွေကဒီမပေါက်သေးပြီပေါ့နော်ဒါဆွေးနေရမျိုးရှိလို့ရှိရင်လည်းဒါအလုံးငယ်မစခင်တခါတည်းအတစ်လဲလိုက်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါလုပ်ငန်းလုပ်တဲ့ချိန်ကျမှဒါပိုက်ပေါက်သွားလို့ရှိရင်ဒါhydraulic C ကိုလည်းဆုံးရှုံးသွားနိုင်တယ်နောက်ပြီးတော့လုပ်ငန်းလည်းရနာထားလိုက်ရမျိုးဒါဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့ဒါလုပ်ငန်းမစခင်တခါတည်းဆွေးနေတဲ့ပိုက်တွေပါအခါတည်းလဲလိုက်တာပိုကောင်းတယ်ပေါ့နောက်ပြီးလို့ရှိရင်ဒီ gear ဘိုင်းပေါ့နော်
ဂီယာပိုင်းမှာဆိုဂီယာဝိုင်တွေပေါ့ဂီယာဝိုင်တွေကလည်းဒါရက်ထားအကြာကြီးဖြစ်တဲ့အတွက်ကြောင့်မလို့အရေးသွေးမကောင်းတော့တာမျိုးတတ်မှတ်ထားတဲ့grade မမီတော့တာမျိုးကြီးဒါဖြစ်နေတဲ့အတွက်ကြောင့်မလို့ဂီယာဝိုင်ကိုလည်းဒါအတစ်ဖောက်ထုတ်ပြီးတော့ဒါလဲလိုက်တာပိုကောင်းပါတယ်ပြီးရင်တော့ဒါ structure ပိုင်းပေါ့ structure ပိုင်းဆို undercarriage ပိုင်းရှိမယ်ဒီ upper structure ပိုင်းရှိမယ်ပေါ့နော်undercarriage ပိုင်းမှာဆိုလည်း roller တွေကဒါအလုပ်သေးရလားလဲသေးရလားအဲ့လိုမျိုးတစ်ချက်တန်ကြီးကြိုင်နေလားပေါ့ရှုပ်နေကပ်ပြီးတော့ကောင်းကောင်းမလဲပတ်နိုင်တဲ့မျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါတန်ရှင်းလုံးလိုက်ရင်လည်းဒါပို့ပြီးတော့ကောင်းမှာပါတယ်ပေါ့ဒီရှုပ်နေပါလိကက်မျိုးရှင်တခါလေရေနဲ့ဆေးချထိုးချပြီးတော့မှတန်ရှင်းလုံးလိုက်တာပို့ကောင်းမှာပါတယ်နောက်ပြီးလို့ရှင် pin position တွေရှိရနေရတယ်ပေါ့ pin position ရှိရနေရတယ်မှာဆိုရင်လည်းဒါ position တွေစားနေပြီလားပင်တွေရောဒါအကောင့်တိုင်းရှိသေးရဲ့လားစစ်ဆေးပြီးတော့မှဒီ amazing ထိုးတဲ့ထိုးပေါ့နော် amazing ထိုးရမယ် grease spine တွေအကုန်လုံးကိုလိုက်ပြီးတော့ဒါ amazing ထိုးပေးဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါကိုဒီအပေါ်ကစစ်ဆေးစရာတွေစစ်ဆေးပြီးတဲ့အချိန်မှာပေါ့နော်ဒီစမနိုးကင်ရောဘာတွေစစ်ဆေးဘာတွေသတိထားရမလဲဘာတွေစစ်ဆေးပေးရမလဲပေါ့နော်စမနိုးကင်ဆိုတော့ဒီ monitor တွေပါပါဝါရောက်လာပေါ့နော်ဒီတော့ဖွင့်လိုက်တာနဲ့ပါဝါတွေရောက်နေလားဒါလိုက်ရစစ်ဆေးရမယ်ပေါ့နော်ပြီးရင်ဒီ engine oil level တို့ဒါ coolant level တို့အဲ့ဒါတွေကိုတစ်ချက်ပြန်ပြီးတော့ဒါသတိထားပြီးစစ်ဆေးရမယ်ပေါ့နော် engine oil level မမီရမျိုးဖြစ်နေလို့ရှိရင်လည်းဒါစနိုးတဲ့အချိန်ကျရင်ဒါပျက်စီးချုပ်မှုတွေအများကြီးဖြစ်နိုင်တယ်နောက်တစ်ခုကဒီ fuel line ပေါ့နော်စီတိုင်းမှာလေကိုနေရာမျိုးရှိနေတယ်ပေါ့နော်အဲ့တော့ hammer တွေရိုက်ပြီးတော့ဒါစီတိုင်းမှာလေကိုတာမျိုးဆိုရင်လည်းဒါ averaging ပေါ့ဒါလေချူတာမျိုးလုပ်ပေးရမယ်ပေါ့နော်လေချူတာမျိုးလုပ်ပေးပြီးတော့မှဒါစီတိုင်းမှာလည်းဒါလေကိုနေရာမျိုးမရှိတော့ဘူးဒါအဆင်ပြေနေပြီဆိုရင်တော့ဒါစနိုးလို့ရပါဘူးစနိုးကြီးဆိုရင်လည်းပြောတော့စနိုးပြီးသွားလို့ဒါ engine နိုးကြီးဆိုရင်လည်းဒါချက်ချင်းအလုံးစမ်းလုပ်ကြည့်ရမျိုးမဟုတ်ဘဲနဲ့ဒါ15မိနစ်လောက်ကလေးလောက်ရတဲ့မှာမမေးလိုရတဲ့မှာလေးထားပြီးတော့ lubrication လေးရတော့အောင်နောက်ပြီးတော့ engine ကိုကျင့်တဲ့သဘောအဲ့လိုလေးဖြစ်တော့အောင်ခဏထားပေးရမယ်ပေါ့နော်ပြီးလို့ရှိရင်လည်းဒါ engine တန်လေးမှန်လားဒါမှမဟုတ် engine တန်ကျန်းနေလားအဲ့လိုမျိုးပဲပေါ့နော်လိုက်လံပြီးတော့အတန်နဲ့နားထောင်ပြီးတော့ဒါလိုက်လံစစ်ဆေးပြီးတော့အယိုစိတ်နေပေါ့ engine wine တွေယိုနေလားဒါရေတိုင်ကြီးကရေတွေယိုနေလားကူလန့်တွေယိုနေလားအဲ့လိုမျိုးအယိုစိတ်လေးရောဒါလိုက်ကြည့်ပြီးတော့ဒါစစ်ဆေးရမှာပေါ့နော်နောက်ပြီးတော့ engine မှာရောမီကိုတွေလိုက်နေလားပေါ့နောက်ပြီးတော့ဒီ monitor မှာပြနေတဲ့ဒီကဏ္ဍတွေပေါ့နော်ကဏ္ဍတွေစဝန်းနေဆိုင်နေပေါ့အဲ့ဒါတွေဒါပုံမှန်ဟုတ်မဟုတ်ဒါစစ်ဆေးရမယ်ပေါ့နော်ဒီ engine wine pressure အလန်းတွေပါတက်နေလားဒါ battery အားဝင်လားနောက်တစ်ခုကဒီ water temperature ပေါ့နော် engine ရဲ့အပူချိန်တွေမှန်ရဲ့လားအပူချိန်ကတက်နေလားအဲ့လိုမျိုးကြီးဒါစစ်ဆေးပြီးတော့မှဒါစောင့်ကြည့်စစ်ဆေးရမယ်ပေါ့ပြီးလို့ရှိရင်တော့ဒီ hydraulic ပိုင်းအလုပ်စလုပ်တော့မယ်ဆိုလို့ရှိရင်ဒီ hydraulic လောက်တင်ပြီးရတဲ့ engine တန်ပြောင်းသွားလားအဲ့လိုမျိုးပေါ့လေနားထောင်ပြီးစစ်ဆေးရမယ်နောက်ပြီးတော့ဒီ hydraulic ပိုင်းဟိုအလုပ်နည်းနည်းပါးလုပ်ပြီးလို့ရှိရင်လည်း hydraulic ရဲ့ဒီ pressure တွေ main pressure တွေမှန်လားနောက်တစ်ခုက cylinder တွေရဲ့ဒါအနှေးအမြန် speed တွေမှန်လားနောက်တစ်ခုကဒီ hydraulic အပူချိန်ပေါ့နော် hydraulic overheat ဖြစ်နေလားပုံမှန်ရောရှိရလားစစ်ဆေးရမယ်နောက်ပြီးတော့ hydraulic ပိုင်းမှာဆိုရင်လည်းဒီအလုပ်လုပ်တဲ့ချိန်ကျမှပေါ်လာမဲ့ဒီ hydraulic အယိုစိတ်တွေပေါ့နော်စီကွင်းအယိုစိတ်တွေရှိနေလားအဲ့ဒါစစ်ဆေးရမယ်ပေါ့နော်ဒါနဲ့စစ်ဆေးပြီးတော့ဒီစီကွင်းလဲတဲ့ဟာဆိုရင်တခါလေးလဲပြီးတော့ပြင်ဆင်ရတာမျိုးပြီးတော့မှဖြစ်ပါတယ်အခုပြောခဲ့တဲ့အချက်တွေကတော့ဒါကျွန်တော်နားလည်သလောက်ဒါပြန်လည်မျှဝေရဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒါကျွန်တော်ကြံခဲ့တဲ့ချက်တွေလည်းရှိနေနိုင်တဲ့အတွက်ကြောင့်မလို့ဒါ comment မှာဝင်ရောက်ပြီးတော့ထောက်ပြတာမျိုးဆွေးနွေးကြံပြတာမျိုးဒါပြုလို့ရပါတယ်ခင်ဗျလူကြီးမင်းတို့အနေနဲ့ထပ်ပေါင်းအကြံပြုပေးခြင်းတဲ့အချက်လေးတွေများရှိရင် comment box မှာအကြံပြုပေးခဲ့ဖို့ Nutriza ဖိတ်ခေါ်ပါတယ်ရှင်။ညီမတို့ Real Power Company ရဲ့နောက်လာမယ့်အစီအစဉ်တွေကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ရှင်။